အားလုံးတန်းတူညီမျှပါတယ်ဒါဟာလောကကြီးမှာအချိုးသားဆုံးနဲ့အန်ဒီရဲ့အရှိဆုံးကတိစကားတစ်ခုပါပဲ George Orwell ရဲ့ Animal Farm မှာတရိษံတွေဟာအာနာရှင်လူသားကိုတော်လှန်ပြီးလွတ်လပ်တဲ့ကမ္ဘာတစ်ခုကိုတည်ဆောက်ခဲ့ကြတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှတော်လှန်ရေးခေါင်းဆောင်ဝက်တွေဟာသူတို့မုန်းခဲ့တဲ့လူသားတွေနဲ့တဖြည်းဖြည်းတူလာခဲ့တယ်။စီကံတွေကိုသူတို့အလို့ကြပြင်ဆင်လာကြတယ်။နောက်တော့အားလုံးတန်းတူညီမျှတယ်။ဒါပေမဲ့တချို့ကပိုပြီးတန်းတူညီမျှခွင့်ရှိတယ်ဆိုပြီးဗတ်လိုက်တဲ့ဥပဒေတစ်ခုဖြစ်လာခဲ့ပါတယ်။တကယ်တော့အာနာရှင်စနစ်ဆိုတာပုံစံပြောင်းလဲသွားတဲ့အကျင့်ပြခြားစားမှုတစ်ခုပါတယ်။ရန်သူကိုနှိမ်နင်းရတာထက်အောင်ပွဲရလာတဲ့အခါကိုယ်အတွင်းစိတ်ကအာနာရှင်ကိုထိန်းချုပ်ရတာကပိုပြီးခက်ခဲပါတယ်။မင်းကမင်းမုန်းနေသူနဲ့တစ်ထက်တည်းတူးမသွားအောင်ကိုအမြဲတတိထားရလား။